အားလုံးပဲမင်္ဂလာပါ United ဖော်မှာကြိုးဆိုပါရစေ United အသင်းရဲ့ကစားသမားဂျေဒန်ဆန်ချိုကတော့ Chelsea အသင်းကိုအငှားနဲ့တွားရောက်ကစားနေပြီးတော့အခုလက်ရှိ Chelsea အသင်းမှာလည်းစီကလိုက်နာမှုတွေမရှိတဲ့ဂျေဒန်ဆန်ချိုကိုစာချုပ်ဖြစ်သိမ်းပြီးတော့ United အသင်းထံပြန်လည်ပို့ယူခြင်းနေတဲ့ Chelsea အသင်းဟာအခုလက်ရှိ United အသင်းနဲ့ချုပ်ဆိုထားတဲ့ပြောင်းရွှေ့စာချုပ်မှာစာချုပ်ဖြစ်သိမ်းခြင်းပေါင်9သန်းသာရှိရဆိုတဲ့အနေအထားမှာ United အသင်းကို Chelsea အသင်းကဂျေဒန်ဆန်ချိုကိုပြန်လည်ပို့ယူနေတာပဲဖြစ်တယ်စာချုပ်ဖြစ်သိမ်းခြင်းကလည်းပေါင်9သန်းသာရှိတဲ့အနေအထားမှာ United အသင်းကို Chelsea အသင်းကဟောကနေတော့ပေးလို့ရတဲ့အနေအထားမှာရှိတယ်တပတ်လောက်ခပေါင်3သိန်းပေးနေရတဲ့ဂျေဒန်ဆန်ချိုတက်စားလို့ဖြစ်ရင်စီကလိုက်နာမှုမရှိပဲအသင်းရဲ့ပေးသက်တွေအသင်းပိုင်ရှင်တွေနီးပြတွေကိုယ်တိုင်ကအသင်းမှာမလိုမထားနိုင်တော့တဲ့အနေအထားတစ်ခုကိုရောက်နေပြီလို့ပြောလို့ရလောက်အောင်ကို Chelsea အသင်းမှာဘလိုတွေကိုပြုမှုနေထိုင်နေလဲဆိုတာကတော့သူတို့ကိုယ်တိုင်ကပဲသိမယ်လို့ကျွန်တော်ကတော့ထင်မြင်မိတယ် United အသင်းမှာလည်းဒီလိုတွေပြုမှုခဲ့လို့ United အသင်းကလည်းထုတ်ခခဲ့ရတဲ့ဂျေဒန်ဆန်ချိုကအခုလက်ရှိတွားရောက်ကစားနေတဲ့ Chelsea အသင်းမှာလည်းဆောက်ရှိုးတွေကိုမပြေမန်းနဲ့ဒီပုံစံတိုင်းပဲဆက်လက်ပြုမှုနေတဲ့အတွက်ကိုသူ့အတွက်အသင်းတွေကတော့တကယ်ရှားလာပြီလို့ပြောလို့ရတဲ့အနေအထားမှာရှိတယ်ဒေါ်မွန်လို့အသင်းမျိုးကပြောင်းရွှေ့လာခဲ့တယ်ဒီကစားသမားလေးကဒေါ်မွန်မှာလည်းချန်ပီယံလိမှာတောင်းတောင်းရင်ကောင်းတွေကိုပြခဲ့တဲ့ကစားသမားလေးတအုပ်ဖြစ်တဲ့ Chelsea အသင်းကပေါ်ယူသွားတဲ့အချိန်မှာလည်းပထမပိုင်းစောပွဲတွေမှာတကယ်ကိုကောင်းမွန်တဲ့စွမ်းဆောင်ရည်ကောင်းတွေကိုပြခဲ့တယ်အခုလက်ရှိမှာရုန်းကန်နေရတဲ့ဂျေဒန်ဆန်ချိုကတော့Chelsea အသင်းရဲ့စီကန်းတွေလေ့ကျင့်ရေး training တွေကိုကြောက်မှရောက်လာတယ်လို့လည်းသတင်းတွေကထွက်ပေါ်နေတယ်အခု United အသင်းကတော့ဂျေဒန်ဆန်ချိုကိုစာချုပ်တစ်နှစ်တာကြန့်ရှိရတဲ့ကစားသမားကိုလက်ခံအောင်မဲ့နေထားမှရှိတယ်ဂျေဒန်ဆန်ချိုကဘယ်အသင်းကိုရောက်ရှိသွားမှလဲဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားပေါ်ရစောင့်မျှော်အောင်မဲ့နေထားတစ်ခုမှလည်းရှိတယ်ဂျေဒန်ဆန်ချိုကိုဘယ်အသင်းတွေကရောခေါ်ယူသွားမှလဲစာချုပ်တစ်နှစ်တာကြန့်တော့တဲ့ဒီကစားသမားကိုဘယ်အသင်းအောင်တန်ကြီးများစွာပေးပြီးတော့ခေါ်ယူနိုင်မှလဲခေါ်ယူသွားမှလဲ United အသင်းရဲ့ဒီကစားသမားကတကယ်ကိုပြမကြီးဦးကောင်းလို့ပြောလို့ရလောက်ကိုနီးမြအမ်မိုရင်ရဲ့အသင်းမှာလည်းဘလို့မှအမ်မိုရင်နိုင်တဲ့ကစားသမားတစ်ခုဖြစ်တဲ့နီးမြအမ်မိုရင်ရဲ့မာကရိုဖိုလိုအန်တိုနီယိုလိုကစားသမားတွေတော့ရောင်းချဖို့အတွက်ပြင်ဆင်နေတဲ့အချိန်မှာပြမကြီးဦးကောင်းဖြစ်တဲ့ဆန်ချိုကတော့ United အသင်းကိုဒုက္ခပေးဖို့အတွက်တရားစီတော့ထက်ရောက်လာအောင်မယ်လို့ကျွန်တော်ကတော့ထင်မြင်မိတယ် United အသင်းကတော့ပြမကြီးဦးကောင်းအငှားမဟုတ်ရင်တော့မှအပြီးသက်ရောင်းချနိုင်ဖို့အတွက်ကိုအသေးအံစူးစမ်းရတော့မဲ့အရှင်တွေမှာရှိရလို့သုံးသက်လို့ရတယ်နောက်တစ်ယောက်အနေနဲ့ကတော့ United အသင်းကတော့တိုက်ဆက်မှုတူချဖွင့်နေတဲ့အချိန်မှာအလွတ်နဲ့ရနိုင်တဲ့Jonathan David ကိုခေါ်ယူဖို့အတွက် United အသင်းကချိတ်ဆက်မှုတွေရှိနေပြီးလာမယ့်နွေရာသီမှာအပြီးသက်ခေါ်ယူနိုင်မှုအတွက်ကိုလည်း United အသင်းကပြင်ဆင်နေပြီးတော့လွတ်နေရမယ့်ဒီကစားသမားကို United အသင်းကတော့ဘလိုတွေဆွဲဆောင်မှုတွေနဲ့ဘလိုမလုံးတွေနဲ့ခေါ်နိုင်မလဲဆိုတာကိုရင်ခုန်စိတ်လို့ရှားဖို့ရစောင့်မျှော်အောင် Jonathan David ကအလွတ်နဲ့ရတယ်လို့ကနေဒါမှာလည်းကောင်းမွန်တဲ့ဆွဲဆောင်ရည်ကောင်းတွေကိုပြသထားတယ် Jonathan David ဟာရက်က9ပေနဲ့9လက်မှရှိပြီးတော့အသက်က25နှစ်ရှိတယ်ကနေဒါကစားသမား Market Value က56သန်းရှိပြီးတော့24ပွဲမှာ14ဂိုးသွင်း3ဂိုးဖန်တီးမှုပြုလုပ်ထားတဲ့ဒီကစားသမားလေးကတော့တကယ်ကိုစွမ်းဆောင်ရည်ကောင်းတွေကိုပိုင်ဆိုင်ထားရလို့ပြောရလောက်အောင်ကိုကောင်းမွန်နေတဲ့အနေအထားတစ်ခုမှရှိတယ် United အသင်းကဒီလိုကစားသမားကိုအလွတ်နဲ့ရမှာဆိုတော့တကယ်ကိုကောင်းမွန်တဲ့ခေါ်ယူမှုတစ်ခုဖြစ်မှာတော့ကျွန်တော်ကတော့မြင်အောင်မိတယ်အဲ့ဒီအတွက် United အသင်းဒီတစ်ခါခေါ်ယူမှုကတော့မမှားတော့ဘူးလို့သုံးသပ်ရင်းနဲ့ပဲကျွန်တော်ရဲ့အစီအစဉ်ကိုအဆုံးသတ်ပါရစေနွေရာသီအပြောင်းရွှေ့မှာပြမကြီးဦးကောင်းဖြစ်တဲ့ဂျေဒန်ဆန်ချိုက United အသင်းကိုပြန်လည်ရောက်ရှိလာပြီးတော့ United တိုက်စစ်နေရာမှာအလွတ်နဲ့ရနိုင်တယ် Jonathan David က United အသင်းကိုရောက်ရှိလာမှလားဆိုတာကိုဒီခုစိတ်လို့ရှားဖို့ရစောင့်မျှော်အောင်မယ်အပြောင်းရွှေ့ဖြစ်တယ်လို့သုံးသပ်ရင်းနဲ့ပဲကျွန်တော်ရဲ့အစီအစဉ်ကိုအဆုံးသတ်ပါရစေ United Football ကမန်ယူသတင်းများကိုနှိမ့်စေတင်ဆက်ပေးနေတာမို့ like and follow လေးလုပ်ပေးသွားအောင်မြတ်ရက်ခံအပ်ပါတယ်အားလုံးကျေးဇူးတူတည်ရှိပါတယ်ခင်ဗျာ